မြန်မာ passport မြင်တာနဲ့ cancel လုပ်မျိုးဖြစ်နေတဲ့အချိန်မျိုး မလေးရှားကိုမတိုင်ခင်ညီလေးရဲ့ story လေးကိုအရင်ပြောပြအောင် စချင်းစလုပ်မယ်ဆိုတော့ဘယ်လိုလဲဆိုတော့ American ကိုသွားမယ် American မသွားခင်မှာကျွန်တော် American မှာ college တက်လိုက်မယ်ပေါ့ college တက်ပြီးတော့မှ2နှစ်တက်ပြီးတော့ American မှာပဲတစ်ခါ uni ဆက်တက်လိုက်မယ်ပေါ့အဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့အဲ့ဟာနေမှာကျွန်တော် US visa လိုက်ဖြည့်လိုက်တယ် US visa ကိုထိုင်းနေရောအဲ့တော့ Vietnam Hanoi နေရောလိုက်ဖြည့်လိုက်တယ်နှစ်ခုလုံး reject ထိသူကမြန်မာ passport မြင်တာနဲ့ cancel လုပ်မျိုးဖြစ်နေတဲ့အချိန်မျိုးဖြစ်သွားတဲ့အချိန်တော့အဲ့အနေမှာနောက်ဆုံးမရတော့ဘူးဆိုပြီးတော့မှကျွန်တော် live share နေမှာ American Transfer Program AD ဘက်မှာရှိတယ်ဆိုတာဖြစ်ပြီးတော့ဒီမှာစ join လိုက်တယ်မြန်မာ passport မြင်တာနဲ့ cancel လုပ်မျိုးဖြစ်နေတဲ့အချိန်မျိုး မလေးရှားကိုမတိုင်ခင်ညီလေးရဲ့ story လေးကိုအရင်ပြောပြအောင် စချင်းစလုပ်မယ်ဆိုတော့ဘယ်လိုလဲဆိုတော့ American ကိုသွားမယ် American မသွားခင်မှာကျွန်တော် American မှာ college တက်လိုက်မယ်ပေါ့ college တက်ပြီးတော့မှ2နှစ်တက်ပြီးတော့ American မှာပဲတစ်ခါ uni ဆက်တက်လိုက်မယ်ပေါ့အဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့အဲ့ဟာနေမှာကျွန်တော် US visa လိုက်ဖြည့်လိုက်တယ် US visa ကိုထိုင်းနေရောအဲ့တော့ Vietnam Hanoi နေရောလိုက်ဖြည့်လိုက်တယ်နှစ်ခုလုံး reject ထိသူကမြန်မာ passport မြင်တာနဲ့ cancel လုပ်မျိုးဖြစ်နေတဲ့အချိန်မျိုးဖြစ်သွားတဲ့အချိန်တော့အဲ့အနေမှာနောက်ဆုံးမရတော့ဘူးဆိုပြီးတော့မှကျွန်တော် live share နေမှာ American Transfer Program AD ဘက်မှာရှိတယ်ဆိုတာဖြစ်ပြီးတော့ဒီမှာစ join လိုက်တယ်